Hello မီရာဘိုက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပေးသွားမယ်အကြောင်းအရာလေးရဲ့ခေါင်းစဉ်ကတော့သင်ဘဝမှာသင်ယူရမယ်အကြီးမားဆုံးသင်ခန်းစာများဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ဘယ်ရာမှထာဝရမတည်ရှိနိုင်ဘူးဆိုတဲ့စာသားလေးပါအခက်ခဲတွေရောပျော်ရွှင်စရာကောင်းတဲ့အချိန်တွေပါကုန်ဆုံးသွားမှာပါပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုတမိုးထားပါအခက်ခဲတွေကိုသိခံပြီးတော့ဖြတ်သန်းပါနော်နံပါတ်2ရှုံးနိမ့်မှုဟာအောင်မြင်မှုစီကိုသွားတဲ့လမ်းကြောင်းမှာရှုံးနိမ့်မှုတိုင်းမှာသင်ခန်းစာတစ်ခုပါလာပါတယ်။ကမ္ဘာပေါ်ကအောင်မြင်ဆုံးလူတွေဟာမကြာခဏရှုံးနိမ့်ခဲ့ပေမဲ့ဆက်ကြိုးစားပြီးတော့သူတို့ရဲ့အမှားတွေကနေသင်ယူခဲ့ကြတာပါ။နံပါတ်3ပျော်ရွှင်မှုဟာကိုရင်းကနေလာတယ်။ပတ်စံအောင်မြင်မှုဒါမှမဟုတ်အခြားသူတွေရဲ့အတိမတ်ပြုမှုတွေဟာကိုမပျော်ရွှင်မှုဆိုရင်ဘာမှအဓိပ္ပာယ်မရှိပါဘူး။ကိုချစ်တတ်ဖို့နဲ့စိတ်ချမ်းသာမှုကိုရှာဖွေပါ။သင်ကဘာမှအကုန်မထိန်ချုံနိုင်ပါဘူးဘလောက်ပဲအစီအစဉ်ဆွဲဘဝဆိုတာအမြဲတမ်းမမျောလင်းတဲ့အခက်အခဲတွေကိုယူဆောင်လာမှာပါကိုထိန်ချုံနိုင်တဲ့အရာတွေကိုအာရုံစိုက်ပါကိုရဲ့စိတ်နေစိတ်ထားနဲ့လှုပ်ဆောင်ချက်တွေကိုပေါ့နံပါတ်5လူတိုင်းကကိုယ်ကိုကြိုက်မှာမဟုတ်ပါဘူးဒါကသဘာဝပါလူတိုင်းရဲ့သဘောကျမှုကိုလည်းမလိုအပ်ပါဘူးကိုအမှန်တိုင်းနေပါကိုတန်မိုးထားတဲ့သူတွေကကိုလာပြီးတော့နားလည်ပေးမှာပါနံပါတ်6အချိန်ဆိုတာကိုယ့်ရဲ့အဖို့တန်ဆုံးပစ္စည်းပါပတ်စံကိုပြန်ရနိုင်ပေမဲ့ကုန်သွားတဲ့အချိန်ကိုပြန်မရနိုင်ပါဘူးအချိန်ကိုကိုယ့်အတွက်အရေးကြီးတဲ့လူတွေနဲ့အရေးကြီးတဲ့အရာတွေမှာအသုံးချပါနံပါတ်9ကျန်းမာရေးဟာဘဝရဲ့အခြေခံမှာကျန်းမာရေးမကောင်းရင်ဘလောက်ပဲအောင်မြင်နေပါစေအတိတ်ပဲမရှိပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုလည်းဂရုစိုက်ပါကိုယ့်ရဲ့အတွေးမြင်ကကိုယ့်ရဲ့ဘဝကိုပုံဖော်ပေးပါတယ်ကိုယ့်ရဲ့အတွေးတွေယုံကြည်ချက်တွေဟာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေနဲ့ရလဒ်တွေကိုလွှမ်းမိုးပါတယ်အပြုသဘောဆောင်တဲ့အတွေးတွေပြောင်းလဲနိုင်စွမ်းနဲ့ဒီကြီးထွားဖို့လိုလားတဲ့စိတ်ထားကိုလည်းထားပါနံပါတ်9ဆက်ဆံရေးတွေကပစ္စည်းဥစ္စာထပ်ဖို့အရေးကြီးပါတယ်နေ့အဆုံးမှာဘဝကိုအထိပ္ပယ်ရှိစေတာကကိုယ့်ရဲ့ဆက်ဆံရေးတွေပါကိုချစ်ရသူတွေကိုတန်ဖိုးထားပြီးစစ်မှန်တဲ့ဆက်ဆံရေးတွေကိုမြင့်တင်ပါနံပါတ်10စွန့်စားပါမကြိုးစားရင်နောင်တရပါမယ်အမြဲတမ်းဘေးကင်းအောင်နေရင်ကိုယ့်ရဲ့အစွမ်းစားကိုအပြည့်အဝဖော်ထုတ်နိုင်ပါဘူးစွန့်စားမှုတွေလုပ်ပြီးကိုယ့်ရဲ့တက်တောင့်တက်တာရှိတဲ့နေရာကနေပြီးတော့ထွက်လာပါဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်ခေါင်းလောင်းလေးနှိပ်သွားပေးဖို့လည်းမမေ့နဲ့အောင်နော်